ကလေးနှစ်ယောက်ဘောလုံးကန်ရင်နဲ့ဘောလုံးကကားဘောကနေအပင်ကိုလွင့်ထွက်သွားတယ်ကျွန်တော်တတိထားမိပြီးဘောလုံးကိုတစ်ချက်တည်းနဲ့ပြန်ကန်ထိလိုက်တယ်ဘောလုံးကလှပတဲ့မင်းခွေတိုက်ကလေးရဲ့လက်ထဲကိုတိတ်တိတ်ပြန်ကျသွားတယ်ကျွန်တော်ရဲ့အပြစ်နာအစာမရှိတဲ့ဘောလုံးထိန်ချုံမှုကမြင်နေသူတိုင်းကိုအံ့အားသင်စေခဲ့တယ်အဲ့ဒီအချိန်မှာပဲဘောလုံးနီးပြတယောက်ပြေးလာပြီးသူ့အသင်းမှာလက်ထောက်နီးပြလို့ဖို့ကျွန်တော်ကိုကန်လှမ်းတယ်ကျွန်တော်ကညင်းဖို့လုပ်နေတာဒါပေမဲ့အကြောင်းမဲ့ကျွန်တော်ကိုထုတ်ပယ်ခဲ့တဲ့အသင်းက League Flag ကိုရသွားတာကိုမြင်လိုက်ရတယ်အဲ့ဒါကျွန်တော်ရဲ့ပြိုင်စိတ်ကိုချက်ချင်းပြန်လို့ထားစေခဲ့တယ်။နီးပြရဲ့ကန်လန့်မှုကိုကျွန်တော်ချက်ချင်းလက်ခံလိုက်တယ်။ဒါပေမဲ့တခြားအသင်းကထုတ်ပယ်ခံခဲ့ရတဲ့လက်ထောက်နီးပြဆိုတော့ကစားသမားတွေကကျွန်တော်အရေးချင်းကိုမေးခွန်းထုံကြတယ်။သူတို့ရဲ့လေးစားမှုကိုရဖို့အတွက်ပြစ်မှတ်ပိုပြ၃ပေါက်ပါတဲ့တစ်ခုကိုဝန်ထမ်းတွေစီကနေကျွန်တော်ယူခိုင်းလိုက်တယ်။ပိုပြကိုကိုနဲ့ပေလေးတာအကွာမှာထောင်ထားလိုက်တယ်။ပြီးတော့စပင်းကန်နီ bicycle kick နဲ့ဘောလုံးကိုပုတ်ပေါ်ကအသေးဆုံးအပေါက်ထဲဖြတ်သွားအောင်ကန်သွင်းလိုက်တယ်။အဲ့ဒါကကစားသမားတွေကိုလုံးဝယုံကြည်သွားစေခဲ့တယ်။ဒါပေမဲ့ကျွန်တော်တထေးဟောင်းကအဲ့ဒီကြောင်ကြတော့ချက်ချင်းပေါ်လာတယ်။သူကအထုခံရတဲ့နီးပြအနေနဲ့ဆိုရင်မင်းကဘယ်တော့မှအကြီးစားကွင်းတွေမှာမကန်နိုင်မဲ့ကစားသမားတွေကိုပဲလေ့ကျင့်ပေးနိုင်မှာပဲလို့ပြောပြီးကျွန်တော်ကိုလောင်ပြောတယ်။အဲ့ဒါကိုကြတော့ကျွန်တော်ဒေါသမထုတ်ဘူး။နောက်နေ့ပွဲမှာသူ့အထင်ကိုကျွန်တော်တို့ရှုံးနေစေမယ်လို့ပဲသူကိုပြန်ပြောလိုက်တယ်။သူကတော့မာနာကြီးပြီးရှုံးခဲ့ရင်ဘောလုံးလောကကနေထာဝရထွက်သွားရမယ်လို့ကြုံသွားတယ်။ကျွန်တော်ကတော့ရွဲ့ပြီးပြုံးလိုက်ရုံပဲမကြခင်မှာပဲပွဲစားတယ်ကျွန်တော်အတင်ကပထမကိုအလွယ်တကူသွင်းယူနိုင်တယ်အောင်ပွဲကအလွယ်တကူရသွားမယ်လို့ထင်နေတော့မှာပဲပြိုင်ဘက်အတင်ကောင်းဆောင်ကသူ့အတင်သားတွေကိုတတ်လာဖို့အချက်ပြလိုက်တယ်အဲ့ဒီနောက်ပိုင်းကျွန်တော်အတင်ဂိုးထမသွင်းနိုင်တော့ဘူးအစားထိုးနေနဲ့ပြိုင်ဘက်အတင်ကဂိုးတွေစတိုက်သွင်းတယ်ဘေးကနေကျွန်တော်ချက်ချင်းသဘောပေါက်လိုက်တာကသူတို့ကျွန်တော်တို့ရဲ့နီးပြရေးတွေကိုသိနေပုံရတယ်ဆိုတာပဲကျွန်တော်မသိခဲ့တာကတော့ကျွန်တော်ရဲ့အကျင့်ပြတ်ချက်စားတဲ့တထေးဟောင်းကကျွန်တော်တို့ဝင်ထိုင်းတူကိုလှထိုးထားတာပဲကျွန်တော်တို့ရဲ့နီးပြရေးတွေပြိုင်ဘက်အသင်းစီရောက်သွားခဲ့တာပေါ့တခုခုမားနေပြီဆိုလာပြီးတော့ကျွန်တော်တို့ရဲ့ဖြူရကိုချက်ချင်းပြောင်းလိုက်တယ်ကစားသမားတွေကိုသူတို့ရှုပ်ဝလက်ချင်ထားတဲ့နီးပြရေးတွေကိုတုံခိုင်းလိုက်တယ်တူရပိုင်းစားတော့အတင်းကသူတို့ရဲ့စွမ်းရည်အစအမှန်ကိုပြထားတယ်ကိုတွေစက်တိုက်သွင်းပြီးရမကွာမှုလီမြန်စွာရှော့ချက်လိုက်တယ်ဒါပေမဲ့ပြိုင်ဘက်တွေကတမင်တကာပြည်တံဘော်ဒီကျွတ်လွတ်လာတယ်ပူဆူတာကတော့ဒိုင်လူကြီးကဘာမှမမြင်လို့ဟန်ဆောင်ပြီးပြီးမဟုတ်ဘူးပြိုင်ဘက်တွေပူပြီးအကြမ်းဖက်လာပြီးရမတ်ကိုထပ်ပြီးခွာဟာစေပြန်တယ်နောက်ဆုံးတော့ကျွန်တော်တို့ကစားသမားတယောက်ပြည်တံဘော်ကြောင့်ဒဏ်ရာရသွားတယ်အဲ့ဒီခါကျမှဒိုင်လူကြီးကပွဲရပ်ဖို့ပြီးမဟုတ်တယ်ဒဏ်ရာရတဲ့ကစားသမားကိုကွင်းထဲကထမ်းထုတ်သွားတဲ့အခါအခြေအနေကပိုဆိုးလာတယ်ကျွန်တော်တို့မှာအရန်ကစားသမားလည်းမရှိဘူးဒုတိယပိုင်းမှာ6မိနစ်ပဲကျန်တော့တယ်နိုင်ဖို့အတွက်အနည်းဆုံး9ဂိုးထပ်လို့တယ်ပြိုင်ဘက်ညက်လောင်ပြောင်းတန်းနေတဲ့ကျွန်တော်ကစားသမားတွေရဲ့စိတ်သက်ကြနေတဲ့မြစ်လာတွေကိုမြင်တော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကျွန်တော်ကိုယ်တိုင်ကွင်းထဲကိုဆင်းဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့နောက်ဆုံးမိနစ်တွေမှာ9ဂိုးသွင်းဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ဘူးပွဲကျင်ညာသူတွေတောင်ပြိုင်ဘက်အသင်းကနိုင်မှာတေးချတယ်လို့ယုံကြည်နေကြတယ်ကွင်းနဲ့ရောက်တာနဲ့ကျွန်တော်ကအန်အားတင်စရာကောင်းတဲ့ခုံနိုင်စွမ်းကိုပြသလိုက်တယ်လက်စီးလိုကွင်းထဲမှာလှုပ်ရှားပြီးနောက်ခန့်လူတွေကိုအလွယ်တကူဖောက်ထွက်သွားတယ်ဒါကိုမြင်တော့ပြိုင်ဘက်တွေကကစားသမားအားလုံးကိုကျွန်တော်ကိုတားဆီးဖို့အမိန့်ပေးတယ်ပပတ်လဲဝိုင်းထားခံရတော့ကျွန်တော်လေထဲခုန်တက်ပြီးဘောလုံးကိုကျွန်တော်ရဲ့အားရည်အကုန်နဲ့ကန်သွင်းလိုက်တယ်ဒီကိုကန်ချက်ကလူတိုင်းကိုတုံးလှသွားစေတယ်ဒီလောက်ပြင်းတဲ့အားကြောင့်ကိုသမားကသူ့မှာရှိရဲ့အစွမ်းကုန်စူးစမ်းပေးမိလဲမကကွယ်နိုင်ခဲ့ဘူးနောက်ဆုံးမှာတော့ကျွန်တော်အဲ့ဒီမယုံနိုင်စရာကိုသွင်းယူနိုင်ခဲ့တယ်